အားလုံးမင်္ဂလာပါအကြောင်းအရာလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်ကျွန်တော်တို့ယောက်ျားလေးတွေမှာ main ကလေးတွေကို propose လုပ်တဲ့နှမျိုးနှစ်စားရှိတယ်နော်လူကလည်းပဲနှမျိုးနှစ်စားရှိတယ်နံပါတ်1အချက်ကမင်းကငါချစ်တယ်လို့ပြောတာနံပါတ်2အချက်ကမင်းကငါလက်ထက်ချင်တယ်လို့ပြောတာဒီနှစ်ခုကတူတူလို့တော့ထင်ရတယ်တကယ်တော့မတူဘူးအဲ့တော့မင်းကငါချစ်တယ်လို့ပြောတာကမင်းကငါယူမယ်လို့ပြောတာမဟုတ်ဘူးမင်းကငါတပွားလုံးစာအတွက်ပေါင်းသိမ့်ပါမယ်လို့ပြောတာလေမဟုတ်ဘူးအဲ့တော့မင်းကိုယူမယ်မယူဘူးဆိုတာမသေးချာမရေရဘူး90ပဲရှိတယ်ယူချင်မှယူမယ်မယူချင်လည်းမယူဘူးမင်းကိုထိုင်နေထားသွားနိုင်တယ်နော်နောက်တစ်ယောက်နဲ့လေဖောက်ပြန်သွားနိုင်တယ်မင်းကိုဆက်သွေးဖြိုင်လေဖြစ်သွားနိုင်တယ်ဆိုလိုတာကမင်းကိုယူမယ်ဆိုတာစိတ်ချလို့မရဘူးယုံကြည်လို့မရဘူးပုံအပ်လို့မရဘူးနော်နောက်တစ်ခုကနော်သူ့မှာ plan မရှိဘူး plan ဆိုတာကဘာလဲဆိုတော့မင်းနဲ့ယူပြီးရင်ဘာလုပ်မှမိသားစုဘွားကိုဘလို့တီထောင်မှဘလို့ဖြတ်တန်းမှဘလို့ရှင်တန်းမှဟလာဘာတွေလုပ်မှဆိုတာသူ့မှာ plan ဘာမှမရှိဘူးနော်အများစုယောက်ျားလေးအများစုကိုပြောတာနော်အဲ့တော့မင်းကငါချစ်တယ်ဆိုတာကနော်အပျော်ဖြစ်နေဖြစ်နိုင်တယ်အတီဖြစ်နေဖြစ်နိုင်တယ်နော်ယူချင်ယူမယ်မယူချင်မယူဘူးယူချင်မှလည်းယူမယ်မယူချင်လည်းမယူဘူးနော်90ပဲရှိတယ်သူကနော်အဲ့တော့မင်းကငါလက်ထက်ချင်တယ်လို့ပြောတာကနံပါတ်1မင်းစိတ်ချလို့ရတယ်ယုံကြည်လို့ရတယ်မင်းဘဝကိုပုံအပ်လို့ရတယ်မင်းကိုယူမှာသူကမဖြစ်မနေကိုယူမှာနော်ယူမှန်ဆိုတာကမကောင်းတဲ့ဖက်ကမတွေးနဲ့သူ့ဘဝအတွက်မင်းကအရေးပါလုံးလို့နော်မင်းကိုတန်ဖို့ထားလုံးလို့ချစ်လုံးလို့မျက်နှုံးလုံးလို့နော်တွေ့တာလုံးလို့မင်းကငါလက်ထက်ချင်တယ်လို့ဖွင့်ပြောတာဖွင့်မပြောခင်မှာလည်းပဲသူ့မှာပြင်ဆင်မှုတွေရှိတယ် plan လေးရှိတယ်မယူခင်မှာဘာတွေလုပ်မှန်းယူပြီးရင်ဘာတွေလုပ်မှန်းဆိုတာ plan ရှိတယ်အစီအစဉ်ရှိတယ်ရေတိုရေရှည်အစီအစဉ်ရှိတယ်သူ့မှာနော်မယူခင်မှာငါတို့ဘယ်လိုစူးစမ်းမယ်ယူပြီးတော့ရင်ငါတို့ဘယ်လိုစူးစမ်းမယ်ဘယ်လိုတိဆောက်မယ်ဆိုတာအစီအစဉ်ရှိတယ်နော်အဲ့တော့ပြင်ဆင်မှုတွေရှိတယ်အဲ့တော့မင်းယုံကြည်လို့ရတယ်စိတ်ချလို့ရတယ်ပုံအပ်လို့ရတယ်ဒီလိုယောက်ျားလေးမျိုးဆိုရင်လက်လို့မခံနဲ့နော်အဲ့တော့မင်းကငါချစ်တယ်လို့မပြောဘူးนะမင်းကငါလက်ထက်ချင်လို့ပြောလိုက်တဲ့ဟာကမင်းကိုမချစ်လို့မဟုတ်ဘူးမင်းကိုတန်ဖိုးထားလုံးလို့ချစ်လုံးလို့မျက်နှုံးလုံးလို့မင်းမဖြစ်နေလို့နော်မင်းကငါလက်ထက်ချင်တယ်လို့ဖွင့်ပြောတာနော်မယုံမရှိနဲ့အဲ့တော့မင်းကငါချစ်တယ်လို့ပြောတဲ့ဟာကပြင်ဆင်မှုမရှိဘူးရေတိုရေရှည် plan မရှိဘူးသူ့မှာနော်မင်းကိုယူမယူဘူးဆိုတာမသေးချာမရရဘူးမင်းစိတ်ချလို့လည်းမရဘူးယုံကြည်လို့လည်းမရဘူးပုံအဲ့လိုလည်းမရဘူးတခုတော့ရှိတယ်ပေါ့မင်းကလည်းအပျော်ပဲတွေးချင်တယ်ဆိုရင်တော့မင်းကလည်းမယုံတဲ့ကိစ္စမရှိဘူးဆိုရင်တော့ကိစ္စမရှိဘူးပေါ့နော်အေးတကယ်ကိုယ့်ဖက်ကအတီးတကျနော်ဘွားမှာဆုံးဖြတ်ပြီးတော့မှနော်စဉ်းစားမယ်ဆိုလို့ရှိရင်နော်ဒီလိုမင်းကချစ်တယ်ဆိုတာကမသေးချာမရရဘူးပုံအဲ့လိုမရဘူးเนาะသူ့မှာပြင်ဆင်မှုတွေမရှိဘူးအစီအစဉ်တွေမရှိဘူးเนาะပြင်ဆင်မှုကမယူခင်မှာဘာတွေပြင်ဆင်မလဲယူပြီးရင်ဘာတွေလုပ်မလဲဆိုတာအစီအစဉ်တွေမရှိဘူးပြင်ဆင်မှုတွေလည်းမရှိဘူးเนาะအဲ့တော့မင်းကိုယူချင်မှလည်းယူမယူချင်မယူအဲ့ဒါစိတ်ချလို့မရဘူးเนาะဒါကရီးစားတက်ပဲအဲ့တော့မင်းကလက်ထက်ချင်တယ်လို့ပြောတဲ့ဟာကအခုနလို့เนาะမင်းယုံကြည်လို့ရတယ်စိတ်ချလို့ရတယ်မင်းဘဝကိုပုံအပ်လို့ရတယ်မင်းကိုမဖြစ်မနေယူမှာနော်နံပါတ်1ကလည်းမင်းပဲနံပါတ်2ကလည်းမင်းပဲနံပါတ်3ကလည်းမင်းပဲသူ့ဘဝထဲမှာနော်မင်းကနော်အရာဖြစ်နေတယ်ဒါကြောင့်မို့မင်းကိုမဖြစ်မနေယူမှာယူမှဖြစ်မယ်နော်သူ့ဘဝအတွက်အရေးပါလုံးလို့နော်အဲ့တော့ဒီနှစ်ခုကကျွန်တော်တော်လေးနဲ့ပြောပြပြနားလိမ့်မယ်ထင်ပါတယ်နော်အဲ့တော့နော်မင်းကငါချစ်တယ်လို့ဖွင့်မပြောဘူးนะမင်းကငါလက်ထက်ချင်တယ်လို့ဖွင့်ပြောတဲ့ယောက်ျားလေးဆိုလို့ရှိရင်လက်လုံးမခံပါနဲ့လို့ပြောချင်တယ်နော်အခုကျွန်တော်ပြောပြတဲ့ဟာကြီးကိုနော်ယုံချင်လေးရတယ်မယုံချင်လေးရတယ်ကျွန်တော်ကယောက်ျားလေးဆိုတော့ယောက်ျားလေးအချက်ချင်းသိတယ်များတော့အဖြစ်ပြီးရင်ကျွန်တော်က research လုပ်ထားတာစာရေးဖို့အတွက်နော် research လုပ်ထားတယ်နော်ဆိုတော့မင်းကချစ်တယ်လို့ပြောပြီးတော့မှညာသွားတဲ့လူလည်းရှိတယ်မရှိဘူးလို့တော့မပြောဘူးဒါပေမဲ့နော်တကယ်ကိုပညာတပါကြီးတဲ့ဂုံတိခါမြင့်တဲ့လူတွေကနော်မင်းကချစ်တယ်လို့မပြောဘူးနဲ့မင်းကလက်ထက်ချင်တယ်လို့ပြောတာများတယ်နော်ပြောတာများတယ်အခုခေပဲဖြစ်ရှေ့ခေပဲဖြစ်နော်မယုံလို့ရှိရင်ကိုယ့်ဟာကိုယ်လေးလေ့လာကြည့်ပေါ့နော်အဲ့ဒါလေးကိုသတိထားရအောင်လို့သိရအောင်လို့မျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်